လွန်ခဲ့တဲ့ရာစုနှစ်အနည်းငယ်ခန့်ကယနေ့မွန်ပြည်နယ်နဲ့ထိုင်းနိုင်ငံနယ်စပ်ဒေသကနေအင်းသားလူမျိုးတွေဟာကျူးကျော်စစ်ကိုရှောင်တိန်ရင်ဒီဒေသကိုရွှေ့ပြောင်းလာခဲ့ကြရပါတယ်။ဒါပေမဲ့ဒေသခံရှမ်းစော်ဘွားကကုန်းပေါ်မှာမြေနေရမပေးတဲ့အတွက်သူတို့ဟာကနေအထိကြော်ကြတဲ့သူတို့ကကံကြမ္မာတစ်ကိုရေပြင်မှာပဲရှာဖွေခဲ့ကြရပါတော့တယ်။အဖွဲ့အစည်းကြီးမွေးဖွားလာခဲ့တာပါ။လက်အင်းသားဆိုတဲ့နာမည်လေးကလက်အင်းကံမှာနေထိုင်သူလို့အတိတ်ပဲရပါတယ်။ဒီလိုနဲ့ကနေ့ကျွန်တော်တို့မြင်တွေ့နေရတဲ့ရေပေါ်မှာအိမ်ဆောက်ရေပေါ်မှာစိုက်ပျိုးရေပေါ်မှာသွားလာရေပေါ်မှာရှင်သန်ဖို့ဆိုတာလွယ်ကူတဲ့ကိစ္စမဟုတ်ပါဘူး။ဒါပေမဲ့အင်းသားတွေရဲ့ဉာဏ်ပညာကသူတို့အတွက်လမ်းဖွင့်ပေးခဲ့ပါတယ်။ကနေ့ခေတ်ကမာကျော်ဖြစ်နေတဲ့ချက်ထောက်နဲ့လှော်နေဟာမျက်စိနဲ့မြင်ရခတ်တဲ့တောရိုင်းအပင်တွေကိုကြော်ပြီးငါးကိုလှမ်းမြင်နိုင်ဖို့ရက်တီလှောခတ်ရာကနေမွေးဖွားလာတဲ့လိုအပ်ချက်ရဲ့ဖန်တီးမှုတစ်ခုပါ။